ကဘလို့ဖြတ်တိုင်းရမှန်းမသိဘူးခက်ခဲတိတ်ကြီးတာလေလို့ထင်မိတဲ့အခါကျရင်လေဒီကိုနှမ်းနေတဲ့ခြေလမ်းလေးတစ်နှမ်းကိုပဲကိုအာရုံစိုက်လိုက်ရအောင်။မှာတောင်တက်တဲ့အခါကျရင်အဲ့လိုမျိုးဖြစ်တယ်ဟိုအဝေးကြီးကိုလမ်းဆင်းသွားလို့ရှိရင်ဟဲအဝေးကြီးပဲပေါ့နော်။အဝေးကြီးလိုသေးတယ်ရောက်ပါမလားအဲ့လိုမျိုးတွေတွေးဖူနေတာထက်အခုလှမ်းနေတဲ့ခြေလမ်းကိုပဲအာရုံစိုက်ပြီးတော့ခြေမချော်အောင်လှမ်းမယ်အထုပ်အပိုးတွေပါရင်လည်းဒီအထုပ်အပိုးတွေပြုတ်မကြအောင်လှမ်းမယ်အဲ့လိုလေးတွားလိုက်လို့ရှိရင်သူကခရီးအချိန်တည်းရောက်ပါနော်တခုရှိတာအဲ့လိုကတော့ငယ်သေးတော့အင်အားကလည်းအပြည့်စုံနော်ဒါလည်းပါလို့ထင်တယ်ဆိုတော့တိတ်ပြီးတော့လည်းအိမ်မလွမ်းလိုက်ရအောင်တိတ်ပြီးတော့လည်းအထီးကျန်လည်းတိတ်မဆန်လိုက်ရအောင်ပြင်မန်းတော့ရှစ်ခဲ့တယ်သို့တော်လည်းပဲသူပြန်ပေးတိုင်းကိုကျင်တဲ့ဘဝတစ်ပြေရခဲ့